ရုခွန်တွေကနေတန်မိုးကြီးထုံးအရေးရရှိအောင်ဒီလိုပြောင်းလဲလှုပ်ဆောင်ကြတဲ့ပါကစ္စတန်နိုင်ငံမှာရှိတဲ့လူတွေကတော့ခရုတွေကိုဗမာအသုံးဝင်တဲ့တရိတ်ဆန်လို့မမြင်ကြပါဘူး။အဲ့ဒီစားသူတို့ကတတိချာကိုမျိုးပေါင်းမွေးမြူထားပြီးတော့မှစီးပွားရေးလုပ်ငန်းတစ်ခုမှာအကြီးကျယ်ကိုအသုံးချနေကြပါတယ်။ဘယ်လိုမျိုးလဲဆိုရင်တော့အဲ့ဒီခရုတွေကဒီမှာမြင်နေရတယ်လို့မျိုးဘတ်စုံတုံထုံးရည်တွေပြုလုပ်လို့ရတာဖြစ်လို့ပါ။ခရုခွန်မှာကယ်လ်ဆီယမ်ကာဗွန်နိတ်ဓာတ်တွေအများကြီးပါဝင်နေတာကြောင့်မို့လို့ထုံးအဖြစ်ကိုပြောင်းလဲဖို့အတွက်တော်တော်လေးလွယ်ကူပါတယ်။အရင်ဆုံးအနေနဲ့ကအဲ့ဒီခရုခွန်လေးတွေကိုတေချာရေးစင်အောင်ဆေးကြောပြီးတယ်ဆိုရင်ပဲအပိုစိန်ခက်မများပေးထားတဲ့မီးဖိုကြီးတွေကိုထည့်ပြီးတော့မှအခုမြင်နေရတယ်လို့အဖြူရောင်အဖက်ဖက်တွေပြောင်းလဲသွားတဲ့အထီကိုအပူပေးရမှာပါအဲ့အရာတွေကိုနောက်ဆုံးမှာတော့ထုံးအရေးဖြစ်သွားအောင်လို့စိတ်ရှည်လက်ရှည်နဲ့တေးသေးချာချာအရေးဖြော်လိုက်ပြီးရဆိုရင်တော့ဒီမှာမြင်နေရတယ်လို့မျိုးပဲဘတ်စုံတုံထုံးဖြူရေကလေးတွေကိုရရှိသွားပါပြီဂျာရီကိုတော့နေရာအမျိုးမျိုးမှာတင့်တော်တယ်လို့သုံးဆွဲကြပါတယ်တချို့ကလည်းစိုက်ပျိုးရေးလုပ်ငန်းတွေမှာသုံးကြတာမျိုးရှိပါသေးတယ်ပရိသတ်ကြီးတို့ရောအခုလိုမျိုးခရုခွန်ကနေဘတ်စုံတုံရေဖြစ်အောင်လုပ်ကြတာနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြလဲနော်ဒီလိုလုပ်လို့ရရဲဆိုတာကိုရောသိကြလားကွန်မန့်မှာပြပြခဲ့ပါဦး